တင်းဘဝပျော်ရွှင်ဖို့အတွက်နီလန်း၅ခုနံပါတ်1မနှိုင်းချင်တဲ့လူတွေဆိုတာသူများနဲ့အမြင်နှိုင်းချင်နေတတ်တယ်မဟုတ်လားဒါကြောင့် don't compare with others လို့ပြောကြတာပေါ့ကိုယ့်ဘာသာစ조사ဖြတ်တန်းနေတာကအကောင်သူတို့ဘာနဲ့နှိုင်းချင်လိုက်မိလိုက်တဲ့အချိန်မှာတော့မပြောမရွှင်ဖြစ်လာရတော့တာပါပဲတခြားသူတွေရဲ့ဘဝပန်းနိုင်ကိုမသိနိုင်တဲ့အတွက်လိုက်ပြီးမရှင်းပြိုင်ပါနဲ့ကိုယ့်ရဲ့ဘဝကိုပန်းနိုင်ကိုပဲအာယုံစိတ်ပြီးအကောင်းဆုံးကြိုးစားပါနံပါတ်2ကိုပျော်ရွှင်မှုကတခြားတစ်ယောက်ပေါ်မှာမှင်ခေါ်မနေပါနဲ့ပျော်ရွှင်မှုအစစ်မှန်ကိုလိုချင်ကိုယ့်ဘာသာကိုဖန်တီးယူပါသူတို့ဘာအပေါ်မှာမှင်ခေါ်ပြီးရလာတဲ့ပျော်ရွှင်မှုကစစ်မှန်တဲ့ပျော်ရွှင်မှုဖြစ်နိုင်ပါဘူးကိုပျော်ဖို့တခြားတစ်ယောက်ကလှုပ်ပေးမှရမယ်ဆိုတာလေမဖြစ်သင့်ပါဘူးကြီးကြီးမားမားအရာတွေကိုရမှပျော်ရွှင်မှုလို့မတတ်မှတ်ပါနဲ့ကိုယ့်ဘာသာဖန်တီးယူထားတဲ့ပျော်ရွှင်မှုလေးတွေကလေအဖိုးတန်ပါတယ်နံပါတ်3အတိတ်ကိုမေ့ထားပါလူတော်များများဟာအတိတ်ကိုပြန်တွေးပြီးစိတ်ညစ်နေတတ်ကြပါတယ်အတိတ်ကမအောင်မြင်မှုတွေကြာရှုံးမှုတွေစိတ်ညစ်စရာတွေကိုတွေးနေသူတွေကတော့လက်ရှိအချိန်မှာပျော်ရွှင်မှုကိုရမှာမဟုတ်ပါဘူးအတိတ်ကိုမေ့ထားပါကိုယ့်ရဲ့အတိတ်ကပြစ္ဆုတ်ပံကိုမနှောက်ယှက်နိုင်တော့ပါဘူးနံပါတ်4 social media အပေါ်အခြေခံပြီးဘဝကိုမတိဆောက်ပါနဲ့ social media သုံးတဲ့အခါကိုမြင်သမျှကိုတကယ်မထင်ပါနဲ့ကိုမသိတာတွေအများကြီးရှိပါသေးတယ်တချို့လူတွေက social media ပေါ်မှာပြိုနေတဲ့ပုံတွေတင်နေကြပေမဲ့အပြင်မှာတော့နေတိုင်းစိတ်ညစ်စရာတွေနဲ့တချို့က social media ပေါ်မှာရှစ်ကြောင်တင်နေကြပေမဲ့အပြင်မှာရန်သူတွေလိုဆက်ဆံနေတတ်ကြပါတယ်ဒါကြောင့်ပြိုချင်ရင် social media ပေါ်မှာအခြေခံပြီးဘဝကိုမတိဆောက်ပါနဲ့သူများတွေကိုယ့်ကိုပြိုနေတယ်ထင်ဖို့တဲ့ကိုယ်တိုင်တကယ်ပြိုနေဖို့ကသာအရေးကြီးပါတယ်နံပါတ်5အခြားသူတွေကိုယ့်အကြောင်းဘလို့တွေးလေဆိုတာကိုယ့်ကိစ္စမဟုတ်ပါဘူးတခြားသူတွေကကိုယ့်အကြောင်းဘလို့တွေးလေဆိုပြီးစဉ်းစားနေရတာကလေစိတ်ညစ်စရာကောင်းပါတယ်ဘာမှမလုပ်ရသေးခင်သူတို့ဘလို့ပြောကြမလဲဆိုပြီးတွေးနေရတာကလေစိတ်ကိုပင်ပန်းစေပါတယ်ဒါကြောင့်ကိုယ်လှုပ်စရာရှိတာသာဖြစ်မြောက်အောင်လုပ်ပါတခြားသူတွေဘလို့တွေးဂရုစိတ်မနေပါနဲ့ပျော်ရွှင်ခြင်းဟာဘဝရဲ့အနှစ်သာရတစ်ခုဖြစ်ပါတယ်စိတ်ညစ်စရာတွေနဲ့ဘဝကိုဝန်းရံမဲ့အစားပျော်ရွှင်မှုတွေနဲ့သာဘဝကိုဝန်းရံသင့်ပါတယ်ဘဝမှာတကယ့်ပျော်ရွှင်မှုကိုသာရယူပိုင်ဆိုင်နိုင်ကြပါစေ။